ကျွန်တော်ကန်ကားပြီးပစုံတုံမွေးလို့လက်မြင်နေတာကိုဘေးအိမ်ကမနာလို့ဖြစ်နေတယ်ဒါနဲ့သူကရည်ရွယ်ချက်ရှိရှိနဲ့သူ့နွားချံကနွားချေရည်တွေကိုကျွန်တော်ကန်နဲ့စီးချပစ်လိုက်တယ်ဦးလေးဝမ်ကျွန်တော်မနေ့ကတင်လက်ဆောင်တွေယူပြီးဦးလေးအိမ်ကိုလာခဲ့သေးတယ်လေဒီမိလာပိုက်ခေါင်းလေးကိုတခြားနေရာရွှေ့ပေးဖို့လာတောင်းပန်တာကိုဦးလေးကကောင်းကောင်းမွန်မွန်သဘောတူခဲ့ပြီးတော့ဒီနေ့ကျမှဘာလို့ကျွန်တော်ကန်နဲ့တိုက်ရိုက်ကြီးစီးချရတာလဲဗျာလူတာဝန်ကမတိချင်အောင်ဆောင်ပြီးသူ့ကောင်းသူကုတ်လိုက်တယ်မင်းစာတွေဖက်ပြီးယူသွားပြီလားရေဆိုတာအနှိမ့်ပိုင်းကိုစီးတာတဘာဝတရားပဲလေငါနွားချံကအမြင့်ပိုင်းမှာရှိတော့ကုန်းစင်တိုင်းစီးသွားတာပေါ့ရွာလန်းတွေမပေးပေါ်အောင်ငါပိုက်ဆံနဲ့ငါပိုက်လိုင်းတွေပေးထားတာဒါရွာသားတွေကိုကူညီတာကိုဟာအဲ့ဒါကမင်းကန်နဲ့ကွက်တီစီးဝင်သွားတော့လေမင်းရဲ့မြေကအောင်မြင်မဟုတ်လို့ပဲဆိုရတာပေါ့ကျွန်တော်အန်ကျိတ်ပြီးအဲ့ဒီပိုက်လုံးကိုလက်ညှိုးထိုးလိုက်တယ်ဒါဦးလေးညာတွင်ချင်းပတ်ဟိုးငါပြီးခိုးမြုပ်ထားတဲ့ပိုက်ရုပ်ဝက်လေကျွန်တော်ပထမအတုပ်ပစုံတွေရောင်းရလို့မျက်စိစပါးမွေးဆောင်ပြီးကျွန်တော်ကန်ကိုအတင်းအဓမ္မဈေးနေဝယ်ခြင်းလို့မဟုတ်လားထမင်းကိုစင်အောင်စားစကားကိုစင်ကျင်ပြောမကျင်နဲ့ရင်ရွာလူကြီးစီသွားတိုင်းလေငါမြေကွက်ထဲငါပိုက်မြုပ်တာဘာစီကန်းဖောက်လို့လဲရွာလူကြီးစီကျွန်တော်အရင်သွားပြောပြီးသားဒါပေမဲ့ရွာလူကြီးကကြားနေသမားမှုတက်ပြင်းချပြီးကျွန်တော်ကိုပြောရှာတယ်ဒီလိုလောက်တာရုံမှာပေမဲ့အိမ်နီးနားချင်းရံပွဲအဖြစ်ပဲတတ်မှတ်လို့ရတယ်တက်တေရှာတရားစွဲဆိုတာတွေလုပ်ရင်အနည်းဆုံးအချိန်ခွဲလောက်ကြာလိမ့်မယ်အဲ့ဒီအချိန်မှာကျွန်တော်ပစုံတွေက3ရက်တောင်ခံမှာမဟုတ်ဘူးလူတာဝန်ကဒီအချက်ကိုကောင်းကောင်းသိလို့အတင်းရဲနေတာဘေးကလာကြည့်တဲ့ရွာသားအချို့လည်းမနေနိုင်ပဲဝင်ပြောကြတယ်ဒါဝမ်မင်းလောက်တာတော့လူပါဝလုံးရကျက်နေပြီရှောင်းယူခများမိုးမလင်းခင်ကလေးကပင်ပန်းလုပ်နေရတာမင်းကနွားချေရည်တွေစီးချလိုက်တော့သူချေးထားတဲ့ပတ်စံဘလို့ဆက်မလဲပါလေမင်းတို့ကတနာလို့လားတနာရင်မင်းတို့ပဲစိုက်ဆက်ပေးလိုက်လေနောက်ခံစကားပြောသူလူတာဝန်ကဘေးကလူတွေကိုဒေါသတကြီးစိုက်ကြည့်လိုက်တယ်ဟွန်းဒီနေ့ငါတိအလင်းပြောလိုက်မယ်ဒီမြောင်းရဲ့အထက်ပိုင်းကရေကန်ကိုလည်းငါပဲငါထားတာဒီနေ့ကစပြီးရေတကားပိတ်ပစ်မယ်ဒီပစုံကန်နဲ့ရေတန်းတစ်ဆက်မှမဝင်စေရဘူးရေနောက်တွေပြင်အဆက်မပြတ်စီးဝင်နေတဲ့နွားချေရည်တွေကြောင့်ဒါဟာကျွန်တော်ကန်ကိုလုံးဝတည်ရင်းဖြစ်အောင်လုပ်တာပဲဟာငါတောင်းတဲ့မင်းကန်ကိုငါဝယ်မယ်မနေ့ပြန်နေမဝင်ခင်ထိပဲအချိန်ရမယ်မဟုတ်ရင်တော့ပစုံတွေပုတ်စော်နေတာကိုပဲထိုင်ဆောင်နေလိုက်သူ့ကြောပြင်ကိုကြည့်ပြီးကျွန်တော်ဆုပ်ထားတဲ့လက်သီးကိုဖြည်းဖြည်းချင်းလွှတ်လိုက်တယ်လေထုထဲမှာအနက်ဆိုးတွေလှိုင်နေပြီးတမယိုးကြအတိုင်းဆိုရင်တော့ကျွန်တော်လမ်းပြောင်းနေပါပြီဒါပေမဲ့ကျွန်တော်ကစိုက်ပျိုးရေးတက္ကသိုလ်ကဂေဟစနစ်မွေးမြူရေးထူးချွန်ကျောင်းသားပဲညဉ့်ညမ်းရည်တွေထွက်နေတဲ့ပိုက်လုံးကိုကြည့်ပြီးကျွန်တော်နှခမ်းတောင်မှာအေးဆက်အပြုံးတစ်ခုပေါ်လာတယ်ဦးလေးကတဘာဝတရားအတိုင်းကစားခြင်းမှာတော့ကျွန်တော်ကပညာရဲ့ပိုင်းဆိုင်ရာဂေဟဗေဒနဲ့တဘာဝတရားရဲ့ပြန်လည်တိုက်ခိုက်ခြင်းအကြောင်းသင်ခန်းစာပေးရတာပေါ့အဲ့ဒီညာလာကွယ်ညမှာပဲကျွန်တော်မိအိတ်ဆွဲပြီးအနက်ဆိုးလိုက်နေတဲ့ကန်ထဲမှာပစွန်တွေလိုက်ဆယ်နေခဲ့တယ်အဲ့ဒီအချိန်မှာကံပေါင်းပေါ်မှာလက်နှိပ်တမီအလင်းရောင်ဆယ်ချောင်းမကရုတ်တရက်လင်းထိန်လာတယ်ရှောင်းယူရွာအရှိပိုင်းကဦးလေးလီကဂုံနီအိတ်နဲ့အိတ်ပစ်ချပြီးဘာမှမပြောဘဲကန်ထဲခုန်ဆင်းကူတော့တယ်ပြီးတော့ဒေါ်ချမ်းငယ်သူခြေချင်းတွေနဲ့ပုံမှန်စကားသိမပြောဖြစ်တဲ့အိမ်နီးနားချင်းတွေပါရောက်လာကြတယ်ဦးလေးလီလူကြီးမင်းတို့ကျွန်တော်ဝမ်းနဲ့ပက်လက်ဖြစ်ပြီးစကားတော်မထွက်နိုင်တော့ဘူးဦးလေးလီကပိုက်ကွန်ကိုရမ်းနဲ့ဒေါသတကြီးပြောတယ်စကားများမနေနဲ့တော့လူတာဝန်ကရွာထဲမှာအမြဲလူမိုက်လုံနေတာငါတို့တွေသူ့ကိုမရှင်နိုင်ပေမဲ့မင်းကိုကူညီဖို့အင်အားတော်ရှိပါသေးတယ်မင်းကိုဒီလိုမတရားအနိုင်ကျင့်မခံနိုင်ဘူးဟုတ်တယ်ရှောင်ယူငါတို့ရွာမှာလူမိုက်ကိုတရွာလုံးဗိုလ်ချခွင့်မပေးနိုင်ဘူးရွာသား30ကျော်ကအနက်ဆိုးတွေကိုအန်တူပြီးတညလုံးဝိုင်းကူညီပေးခဲ့ကြတယ်ပစုံတေပိတာချင်းထောင်ချီကိုဆယ်ယူပြီးကားပေါ်တင်ကမြို့နယ်တဲကအမိုက်တရိုက်ကင်းစင်အောင်ဖျက်ဆီးတဲ့စက်ယုံစီပို့ဆောင်ပေးခဲ့ကြတယ်နောက်တနေ့မနက်မှာဟာလာဟင်းလင်းဖြစ်နေတဲ့ပစုံကန်ကိုကြည်ရင်ကျွန်တော်စိတ်ထဲမှာပြီးပြည့်စုံတဲ့အစီအစဉ်တစ်ခုရှိနေပါပြီကျွန်တော်လက်ထဲမှာကြံတဲ့အရေးပုံငွေ3000ကိုယူပြီးမြို့ထဲကရေနေပင်စိုက်ပျိုးရေးစခန်းစီတန်းသွားလိုက်တယ်တထေးကျွန်တော်ကန်အတွက်ဗေဒါပင်တွေပေးပါရှိသမျှအကုန်အိတ်တုံဖန်ပတ်ဝယ်မယ်ဗျာဟာမောင်ရင်400ဗေဒါပင်ကိုပစုံကန်နဲ့မမွေးရဘူးလေကွယ်ဦးလေးဒါကိုစိတ်မပူပါနဲ့ကျွန်တော်မှအစီအစဉ်ရှိပါတယ်အဲ့ဒီနေ့မိုးလွဲပိုင်းမှာဗေဒါပင်အပြည့်တင်လာတဲ့ကုန်တင်ကား2စီးဟာကံပေါင်ဘေးရောက်လာပြီးငါးမြစ်ချင်းတားပေါအိုးပြေလဲပါလာခဲ့တယ်ဗေဒါပင်တွေကိုညဉ့်ညမ်းရည်တွေပြည့်နေတဲ့ကန်ထဲတွန်းချလိုက်တဲ့အခါမလန်းမကန့်မှာရက်ကြည့်နေတဲ့လူတော်ဝင်ကသူ့ပေါင်သူပုတ်ပြီးလှောင်ရတော့တယ်လင်ယူဒီကောင်တော့ယူသွားပြီးကံပြက်တာကိုတရားမစွဲပဲဒီလိုအရှက်မဲ့တဲ့ပေါင်းပင်တွေကိုလာဆိုင်နေတယ်ငါးတွေပါလွတ်သေးတယ်နွားချေးရည်နဲ့ငါးမွေးတယ်လို့မင်းနဲ့တွေးတက်ပလေဆိုသူမသိပေမဲ့ကျွန်တော်ကောင်းကောင်းသိတယ်ဗေဒါပင်ဆိုတာတဘာဝတရားကြီးရဲ့အကျဉ်းဆုံးရေတန့်စင်ဆက်ပဲရေတန့်ထဲမှာအစမတန်ကြီးထွားမှုနေပေမဲ့ organic တက်မြင်မာတဲ့ညဉ့်ညမ်းရည်နဲ့တွေ့ရင်တော့ယူသွတ်မတက်ပွားများတတ်ကြတယ်ပြီးတော့ကျွန်တော်လွတ်လိုက်တဲ့ငါးမြစ်ချင်းတွေကရေထဲကရေမော်နဲ့အနုဇီဝပိုးမွားတွေကိုစားသုံးတဲ့တဘာဝရှိတယ်ညဉ့်ညမ်းရည်ပုတ်သွားတဲ့အခါအနုဇီဝပိုးမွားတွေတန်းနဲ့ချီပေါက်ဖွာလာပြီးဒါဟာသူတို့အတွက်အကောင်းဆုံးတဘာဝအစာပဲလူတာဝန်ကသူစီးချလိုက်တာအစိတ်ရည်လို့ထင်နေပေမဲ့ကျွန်တော်မျက်စိထဲမှာတော့အလကားရတဲ့အဆင့်မြင့်မြေဩဇာတွေပဲတစ်ပတ်အတွင်းမှာပဲအံ့ဖွယ်ဖြစ်ရဖြစ်ပျက်ခဲ့တယ်နွားချီရဲ့အာဟာရကိုစုပ်ယူထားတဲ့ဗေဒါပင်တွေဟာနေ့စဉ်နှစ်ဆနှုန်းနဲ့အစမတန်တိုးပွားလာတယ်မူကမဲပုတ်ပြီးအနံ့ဆိုးထွက်နေတဲ့ရေပြင်ဟာစိမ့်ဆူထူထက်တဲ့အရွက်တွေနဲ့ဖုံးလွှမ်းသွားခဲ့တယ်ရေထဲကအနံ့ဆိုးတွေလည်းအံ့ဩစရာကောင်းလောက်အောင်ပျောက်ကွယ်သွားခဲ့တယ်ဗေဒါပင်ရဲ့အမြစ်တွေဟာအာဟာရပိုမိုစုပ်ယူဖို့ရေအောက်ထဲအထိအယူမှုထိုးဆင်းသွားကြတယ်ငါးတွေလည်းဗိုက်ပူနမှုဖြစ်အောင်စားတောက်ကြပြီးတိတိတတ်တာကြီးထွားလာကငါးသားတွေလည်းအေးစိမ့်လာခဲ့တယ်လူတာဝန်ကတော့အဝေးကနေကြည့်ပြီးနှာခေါင်းရှုံနေတော့မယ်ဟန်ဆောင်မနေပါနဲ့ငါးပိုက်လိုင်းက24နာရီပတ်လုံးမေးလာထုတ်နေတာမင်းရဲ့ပေါင်းပင်တွေဘယ်နှစ်ရက်ခံမလဲကြည့်ရသေးတာပေါ့သူမသိတာကတော့တဘာဝတရားရဲ့စီးမြင့်တဲ့အညီလုံးဝတရားဝင်ပြီးဥပဒေနဲ့ကိုက်ညီတဲ့ဂေဟစနစ်ပြန်လည်တိုက်ခိုက်မှုဟာသူ့လေပင်ကိုတိတ်တဆိတ်ကျိုးကွင်းဆွတ်လိုက်ပြီးဆိုတာပါပဲဝက်ခွဲလောက်ကြာတဲ့အခါမီတာတန်ကြာရှည်လျားတဲ့ဗေဒါပင်မြစ်တွေဟာရေစံအတိုင်းအတိအကျထိုးဖောက်ဝင်ရောက်ပြီးမေလာပိုက်ခေါင်းဝါတဲ့တိုးဝင်သွားခဲ့ကြတယ်ရက်20မြောက်ညနေခင်းမှာတော့နေညမပြတ်ညဉ့်ညမ်းရည်တွေထွက်နေတဲ့ပိုက်လိုင်းဟာလုံးဝရေပြတ်တောက်သွားခဲ့တယ်ရေတွင်းဝအတိုင်းမီတာ10ချောင်းမကအမြစ်တွေကပြောင်းပြန်ထိုးတက်သွားပြီးပိုက်လိုင်းအတွင်းပိုင်းအနက်ဆုံးနေရာမှာလုံးဝပိတ်ဆို့သွားအောင်အကျစ်အလိပ်ဖြစ်သွားခဲ့တယ်တိုက်ဆိုင်တာကတော့တဘာဝနဲ့မင်းကြီးကပါကျွန်တော်ကိုကူညီနေတယ်လို့ပဲည10နာရီမှာလေပြင်းတွေတိုက်ခတ်ပြီးဆယ်စုနှစ်တစ်ခုအတွင်းအကြီးမားဆုံးမိုးတက်မုန်တိုင်းကြားရောက်ခဲ့တယ်ကျွန်တော်အိမ်ထဲမှာရေနွေးချမ်းပူပူလေးတစ်ခွက်ဖြော်ပြီးတရင်ပေါက်ပြင်းကမိုးလေဝသအတန်ကိုအေးအေးလူလူနားထောင်နေလိုက်တယ်
လူတာဝန်ရဲ့နွားချံကအမြင့်ပိုင်းမှာစောက်ထားတာမှန်ပေမဲ့မိလာစနစ်စုစည်းဖို့အတွက်သူကနွားချံချမ်းပြင်တစ်ခုလုံးကိုကြော့ချုံပုံစံလုပ်ထားတာပုံမှန်ဆိုရင်နွားကောင်ရည်200ကျော်ရဲ့မိလာတွေကမြေအောက်ကနေကျွန်တော်ကန်တဲ့အဆင်ပြေပြေစီးဝင်မှာဖြစ်ပေမဲ့အခုတော့တစ်ခုတည်းသောရေစင်းပေါက်ကိုဗေဒာမြစ်တွေကကဟေဆော်သလိုပိတ်ဆို့ပစ်လိုက်ပြီးမိုးသေးထန်စွာရွာသွန်းပြီးနွားအကောင်ရချီရဲ့ကျင်ကြီးကျင်ငယ်တွေဟာမိုးရီနဲ့ယောဂနွားချံအတွင်းထဲမှာပဲအလင်းအမြန်ရှန်တက်လာခဲ့တယ်စီးစင်းစရာလမ်းပြောင်းနေတဲ့နွားချီရည်တွေဟာနွားချံတွေကိုပဲအယူမူပြန်လဲရှန်တက်လာတော့တယ်မနက်အစောပိုင်း2နာရီမှာတော့အထက်ပိုင်းစီကနေရင်ခွဲမတက်အော်ဟစ်ဆဲဆိုတန်ကြီးထွက်ပေါ်လာပါတော့တယ် ပိုက်လုံးကဘာလို့ပိတ်သွားတာလဲမြန်ကော်ပြားယူပြီးထိုးကြဆန်းရေတွေရှမ်းဝင်ကုန်ပြီး ထိုးလို့မရဘူးတထေပိုက်ထဲမှာအကုန်ပိတ်ဆို့နေတာဘီလက်မြေလိုခဲနေတာပဲ ငါနွားတွေမြန်နွားတွေကိုအမြင့်ပိုင်းမောင်းတင်ကြမြန်လို့ ဒါပေမဲ့တဲထန်တဲ့မိုးအောက်မှာဘယ်မှာအမြင့်ပိုင်းရှိတော့မှလဲကျွန်တော်ရင်နှွေးချမ်းတငုံတောက်လိုက်တယ်လူတာဝန်မင်းမဲရေဆိုတာအနိမ့်ပိုင်းကိုစီးတာတဘာဝတရားပဲလို့ပြောခဲ့တယ်မဟုတ်လားဒီညတော့မင်းကိုယ်တိုင်ဖန်တီးခဲ့တဲ့တဘာဝတရားရဲ့စီးမြင့်ကိုကောင်းကောင်းကြီးခံစားလိုက်ပေါ့နောက်တစ်နေ့မနက်မှာမိုးဆဲသွားပြီးရွာလမ်းမပေါ်မှာလာကြည့်တဲ့ရွာသားတွေနဲ့ပြည့်နေပြီးအားလုံးကမြောက်ထပ်ပိုင်းကိုလက်ညှိုးထိုးပြီးပြောနေကြတယ်ကျွန်တော်အေးလူလမ်းလျှောက်သွားလိုက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကပျက်စီးဆိုးဝါးလုံးလို့စကလုံးနဲ့တောင်ဖော်ပြလို့မရဘူးလူတာဝန်တစ်သက်လုံးဂုံယူခဲ့တဲ့နွားချံကြီးဟာအခုတော့အမိုးမရှိတဲ့မိလာကန်ကြီးဖြစ်နေပြီးရွှွညွန်တွေရောနေတဲ့နွားချီရည်မဲတွေကနွားချံတစ်ခုလုံးကိုမြုပ်နေပြီးအနက်ဆုံးနေရာဆိုရင်လူကြီးတစ်ယောက်ရဲ့ပေါင်လေလောက်ထိရှိတယ်နွားကောင်ရည်200ကျော်ဟာအေးဆက်ပြီးနန်စော်နေတဲ့ရည်မဲတွေထဲမှာတုံရင်နဲ့ဖြစ်နေကြတယ်လေထုတဲကအနန့်ဆိုးကကျွန်တော်ပစုံကန်ပျက်စီးတုံးကထက်ဆဲဆတ်မကပူပြင်းထန်တယ်အဲ့ဒီအချိန်မှာနွားချံထဲကနေရင်ခွဲမတက်ဒေါသတကြီးအော်တန်ကြီးထွက်လာတယ် လင်းယူမင်းနောက်ွယ်ကနေရုံမာလိုက်တာမဟုတ်လားမင်းငါပိုက်လိုင်းကိုပိတ်ပစ်တာမဟုတ်လား ဦးလေးဝမ်ထမင်းကိုစင်အောင်စားစကားကိုစင်ကျင်ပြောပါတရွာလုံးလဲကြည့်နေတာပဲကျွန်တော်ဒီရက်ပိုင်းဦးလေးနွားချံနာကိုတော့မကတ်ဘူးဦးလေးပိုက်ကိုဘယ်လိုလုပ်ပိတ်နိုင်မှာလဲလူတာဝန်ကရွှွတွေတဲကနေထလာပြီးကျွန်တော်ကိုဒေါသတကြီးလက်ညှိုးထိုးပြောတယ် လိန်ညာနေတာမင်းကလွဲလို့ဘသူရှိဦးမှာလဲမင်းညကငါတမီးနဲ့ထိုးကြည့်ပြီးပိုက်ထဲမှာအမြင့်တွေကြီးပဲအဲ့ဒါမင်းဆိုင်ထားတဲ့ဗေဒာပင်တွေရဲ့အမြင့်တွေ ဗေဒာပင်ကိုပြောတာကိုဦးလေးဝမ်ပြီးခဲ့တဲ့ရက်ကပဲရေကအနိမ့်ပိုင်းကိုစီးတာတဘာဝတရားပဲလို့ကျွန်တော်ကိုဆုံးမခဲ့သေးတယ်မဟုတ်လားဒီနေ့တော့ကျွန်တော်ကဦးလေးကိုဇီဝဗေဒအခြေခံဘ ഹു တုတစ်ခုပြန်တင်ပေးရမှာပေါ့အပင်ရဲ့အမြင့်တွေကအာဟာရရှိတဲ့ဘက်ကိုပွားကြတာတဘာဝပဲဘယ်မှာအာဟာရရှိလဲအဲ့ဒီဘက်ကိုပဲအမြင့်တွေကထိုးဆင်းကြတာဘေးကရွာသားတွေအကုန်ကြားရအောင်ကျွန်တော်အတန်ကိုတမင်မြင့်ပြောလိုက်တယ်ဦးလေးကစေတနာကောင်းတဲ့ကျွန်တော်ဗေဒာပင်တွေကိုနေ့တိုင်းနွားချီအာဟာရတွေကျွေးမွေးနေမှာတော့ဒီပင်တွေဒီလောက်တန်တာပေါ့ဒါကိုတဘာဝတရားရဲ့စီးမြင်လို့ခေါ်တယ်ကျွန်တော်လူသားတယောက်ရဲ့အင်အားနဲ့ဘယ်လိုလုပ်သွားတာလို့ရမှာလဲလာကြည့်တဲ့ရွာသားတွေဟာခဏကြောင်သွားပြီးမှတရွာလုံးဟဟပက်ဝိုင်းရကြတော့တယ် ဟာရှောင်ယူပြောတာတလုံးမှမမာဘူးဒါကိုကိုပြုတ်တဲ့ကန်ကိုထံပြန်လာတယ်လို့ခေါ်တာ ခံရပါစေသူများပေါ်အမြဲယုံမာနေတာတဘာဝတရားကတော့ကြည့်မနေနိုင်တော့ဘူး တကယ်ပဲဗျရှောင်းယူကတက္ကသိုလ်ကျောင်းသားဆိုတော့ပညာရှိတယ်ပေါင်းပင်တွေကတော့သူ့အတွက်ကလဲစားချေပေးတယ်ဗျ ရွာသားတွေရဲ့လှောင်ပြောင်တန်ကြောင့်လူတာဝန်ရဲ့မျက်နှာကပြန်တန်းပြီးအရှက်ရနေရှာတယ် ရဲကြတယ်ဟုတ်လားဘာကိစ္စရဲနေကြတာလဲ လူတာဝန်မျက်စိပြတ်သွားပြီးသူ့အလုပ်သမားတွေကိုလှဲ့အော်တော့တယ် ဘာရက်ကြည့်နေတာလဲရွာထိပ်ကဥဝမ်ရဲ့ဗဟိုကားကိုမြန်သွားခေါ်ချေပိုက်လုံးကိုတူးထုတ်ပြီးအစ်စ်လဲမယ်ဒီနေ့မြေအောက်3ပေထိတူးရရေတွေကိုအပြင်ထွက်အောင်ငါထုတ်မယ် ဦးလေးဝမ်ကျွန်တော်သာဦးလေးနေရာမှာဆိုရင်အဲ့ဒီမြေကိုအခုချိန်မှာလုံးဝသွားမထိရဲဘူး မင်းဒီမှာလာပြီးလောက်ကောင်လုံးမနေနဲ့ငါမြေကိုငါတူးချင်တဲ့အချိန်တူးမှာပဲ အဲ့ဒီစကားကိုကြားတော့ကျွန်တော်နှုတ်ခမ်းတောင်းကအပြုံးကပုံနဲ့သွားတယ်ဦးလေးရွာသားတွေကိုခိုးဝက်ပြီးမိလာရီစီချဖို့လှုပ်ထားတဲ့ပိုက်ချိုးဝက်ကတောင်းနောက်ဘက်ရှိုးမြောင်ကိုပတ်သွယ်ထားတာဒါပေမဲ့ဦးလေးမေးနေတာတခုရှိတယ်ပြီးခဲ့တဲ့အပတ်တင်လျှက်စစ်ရုံကအဲ့ဒီမြေကွက်ရဲ့အထက်မှာလျှက်စစ်တာဝါတိုင်းကြီးနဲ့ transformer အောက်ခြေပလင်ကိုလာဆောက်သွားတာကိုဦးလေးမေးနေပြီလားကျွန်တော်သူ့ကိုတိတိကျကျစိုက်ကြည့်ပြီးအတန်ခတ်အေးအေးနဲ့စကားတစ်လုံးချင်းပြောလိုက်တယ်ဦးလေးပိုက်ကမြေအောက်3မီတာအနက်မှာမြုပ်ထားတာဘဟိုးနဲ့တူးမဲ့ဆိုရင်လျှက်စစ်တာဝါတိုင်းအောက်ခြေဘေးကမြေတွေကိုအကြီးအကျယ်တူးဆွရမှာလျှက်စစ်လုံခြုံရေးကိုထိခိုက်နိုင်တဲ့စုံထဲမှာအလုပ်လုပ်မယ်ဆိုရင်တက်ဆိုင်ရာဌာနကိုမြေပြင်တိုင်းတာရေးအစီရင်ခံစာအရင်တင်ရတယ်ပညာရှင်တွေစစ်စစ်အတည်ပြုပြီးမှလုပ်ပိုင်ခွင့်ရှိတာဒီလုပ်ငန်းစဉ်ကအနည်းဆုံး၄ပတ်ကြာလိမ့်မယ်ဦးလေးသာဒီနေ့ခိုးတူးရင်တော့ဒါဟာအိမ်နီးနားချင်းရံပွဲမဟုတ်တော့ဘူးနိုင်ငံတော်ရဲ့အရေးကြီးလျှက်စစ်အဆောက်အုံကိုဖျက်ဆီးမှုနဲ့ထောင်ဒဏ်3နှစ်ကနေစကြခံရလိမ့်မယ်ဒီစကားလဲဆုံးရောတကွင်းလုံးတိတ်ဆိတ်သွားတယ်စောစောကဘဟိုးနဲ့တူးမဲ့လို့ကြုံရနေတဲ့လူတာဝန်ဟာခြေထောက်တွေပြော့ခွေပြီးရွှွန်ရည်တဲ့လဲကျသွားတော့တယ်သူကကန်ထရိုက်တာဟောင်းတယောက်ဖြစ်လို့နိုင်ငံတော်ပိုင်အဆောက်အုံကိုဖျက်ဆီးရင်ဘာဖြစ်မလဲဆိုတာဘယ်သူထက်မဆိုပိုသိတယ်ဒါဟာရွာကလူမိုက်တယောက်တာဝန်ယူနိုင်တဲ့ပြစ်မှုမျိုးမဟုတ်ဘူးတူးရင်ထောင်ကြမယ်မတူးရင်လည်းဒီနွားချီရည်မဲတွေကိုအပြင်ထုတ်ဖို့လမ်းမရှိဘူးဒါကရွေးချယ်ရခက်တဲ့လမ်းမဟုတ်တော့ပဲလုံးဝလမ်းပိတ်သွားတဲ့တေတွင်းမှာပဲလူတာဝန်ရဲ့မမာနာတွေအကုန်ကြီးပျော်သွားပြီးငုံမဲမဲမျက်နှာပေးနဲ့တောင်းပန်ရှာတယ် လင်းရှောင်းယူဦးလေးမသွားပါပြီဦးလေးတကယ်မမှန်းသိပါပြီမင်းကတက္ကသိုလ်ကျောင်းသားဆိုတော့ညံကောင်းပါတယ်ဒီမြစ်တွေကိုတေအောင်လုံးမဲ့နေမင်းမရှိမှာပါဟုတ်တယ်မလားကုညီပေါဒီကန်ကို9သိန်းနဲ့ပြန်ဝယ်ပါမယ်တောင်းပန်ပါတယ်ဘိုက်ကိုပွင့်အောင်လုပ်ပေးပါဦး ကျွန်တော်သူ့ကိုအေးဆက်ဆက်ပဲကြည့်နေလိုက်တယ်ဦးလေးဝမ်ဦးလေးရဲ့အမြင်ကအရန်ကျဉ်းမြောင်းလုံးတယ်ကျွန်တော်ကန်ကိုမရောက်ဘူးလို့ပြောပြီးသားပြီးတော့ပိုက်ထဲကအမြင့်တွေကရွှွန့်တွေနဲ့တသားတည်းဖြစ်နေပြီးမို့ပိုက်ကိုရိုက်ခွဲပြီးအစ်စ်လဲမှာပဲရတော့မယ်ဘယ်ဆေးနဲ့မှဖြောလို့မရဘူးဒါဦးလေးကိုယ်တိုင်စိုက်ခဲ့တဲ့အကုသိုလ်ကံပဲအခုအကျိုးပေးပြီးမို့ဦးလေးပဲခံပြီးတော့ကျွန်တော်သူ့ရဲ့စိတ်ပြက်လက်ပြက်အော်ဟစ်တန်တွေကိုဂယုမဆိုင်တော့ပဲအဲ့ဒီအနံဆိုးထွက်တဲ့နေရာကနေလှည့်ထွက်ခဲ့တယ်ရွာသားတွေရဲ့စီလုံးမှုကိုဖျက်ဆီးတဲ့လူယုံမာတွေကိုနှိမ်နှင်းဖို့အကောင်းဆုံးနည်းလမ်းကတော့ပညာဗဟုသုတကိုလက်နက်အဖြစ်သုံးပြီးသူတို့ဘာသာသူတို့ပျက်စီးသွားအောင်လုပ်တာပါပဲဒါပေမဲ့လူတာဝန်ရဲ့ဝေကျွေးကဒီလောက်နဲ့တင်မပြီးသေးမှန်းကျွန်တော်သိတယ်ဘာလို့လဲဆိုတော့မိုးကဆက်ရွာနေတော့မယ်ပြီးတော့သူကနွားချံရဲ့အောက်ဘက်မှာအကြီးစားငါးမွေးကန်ကြီးတစ်ခုကိုလည်းငှားထားသေးတယ်လေသူစွန့်ပစ်စရာလမ်းမရှိတော့တဲ့နွားချီရည်မဲတွေဟာမြေပြင်တိုင်းစီးဆင်းပြီးသူတိမ်ပေါင်းများစွာရင်းနှီးမြုပ်နှံထားတဲ့ငါးကန်ကြီးတွေကိုတဖြည်းဖြည်းစီးဝင်နေပြီမွန်းလွဲပိုင်းမှာမိုးဆဲသွားပေမဲ့လူတာဝန်ရဲ့အိမ်မဆိုးကတော့အခုမှစတာပါ
နွားချန်တွေကမေလာရီတွေဟာတရိပ်ရိပ်တက်လာပြီးနောက်ဆုံးမှာတော့အနိုင်နိုင်တောက်ခံထားရတဲ့အုတ်တိုင်းလေးဟာရေပီအားကိုမခံနိုင်တော့ပဲဝုန်းကနေပြိုကျသွားတော့တယ်။တညလုံးစုမိနေတဲ့နွားချီရီမဲတွေဟာတောင်ဆောင်အတိုင်းလူတာဝန်ရဲ့ငါးမွေးမြူရေးစခန်းစီတိုက်ရိုက်စီးဆင်းသွားခဲ့တယ်။အဲ့ဒီကန်ထဲမှာမွေးထားတာကရိုးရိုးငါးတွေမဟုတ်ပဲသူအရင်နှီးများကြီးစိုက်ပြီးဝယ်ထားတဲ့အဖိုးတန်ငါးတွေဒီစခန်းအတွက်လူတာဝန်က3,300 3 တန်းတောင်ချိထားရတာ ဒါကြဆန်းတဲအိတ်တွေယူပြီးမြန်မြန်တားကြဆန်းပါဦး လူတာဝန်ကရေတကုံလိုစီးဆင်းနေတဲ့နွားချီရီမဲတွေကိုကြည့်ပြီးဝက်တက်တယ်လို့စူးစူးဝါးဝါအော်ရှာတယ်။သူကုန်းစင်းအတိုင်းဒရုတ်တိုက်ဆင်းသွားပြီးမြေကြီးတွေကိုလက်နဲ့အတင်းလိုက်ပိတ်တယ်။အလုတ်သမားတွေလည်းတဲအိတ်တွေထမ်းပြီးလိုက်ပိတ်ကြပေမဲ့ဒါဟာလူနှဲငယ်ရဲ့အင်အားနဲ့တားလို့ရတဲ့အရာမဟုတ်ဘူး။မိနစ်ပိုင်းအတွင်းမှာရေနောက်တွေကကြည်လင်နေတဲ့ငါးကန်ကြီးကိုတစ်ခုလုံးမဲပုတ်သွားစေခဲ့တယ်။ဒီလိုရေထုညဉ့်ညမ်းသွားတာကနုနယ်တဲ့အဖိုးတန်ငါးတွေအတွက်တော့အသက်အန္တရာယ်ပါပဲ။ရေထဲကအောက်ဆီဂျင်တွေချက်ချင်းကုန်ခန်းသွားပြီးဓာတ်ငွေ့တွေအစမတန်မြင့်တက်လာခဲ့တယ်။ငါးတွေကြောင်ကရမ်းဖြစ်လာပြီးကန်ရေပြင်မှာအလန့်တကြားကူးခတ်လာကြတယ်။အစပိုင်းမှာငါးအချို့ပဲရေပေါ်တက်ပြီးအသက်ရှူရုံကန်ရပေမဲ့မကြခင်မှာပဲအဖိုးတန်ငါးထောင်ချီဟာယူသွတ်သွားတယ်လို့ရေပြင်ပေါ်မှာရေစုပ်ဆက်ကိုမြန်မြန်မောင်းဆန်းမြန်မြန်လဲလှယ်ပြီးစုပ်ထုတ်ကြငါငါးတွေကုန်ပါပြီဗျာ လူတာဝန်ကကံပေါင်ပေါ်မှာထိုင်ပြီးမျောလင်းချက်မဲ့စွာနဲ့မြေကြီးကိုလက်နဲ့ထုရိုက်နေရှာတယ် တထေးမထူးတော့ဘူးအထက်ကရေတကားကိုတထေးကိုယ်တိုင်ခေစော်ပြီးပိတ်ထားတာလေစုပ်เสียရေတက်လုံးဝမရှိတော့ဘူး ဒီစကားကမိုးကြိုးပစ်လိုက်တယ်လို့လူတာဝန်ရဲ့နောက်ဆုံးမျောလင်းချက်ကိုရိုက်ချလိုက်တယ်ဟုတ်ပါတယ်အစတုန်းကကျွန်တော်ပစုံကန်ကိုလုံးဝဖျက်ဆီးဖို့အတွက်အထက်ကရေတန့်ပေးတဲ့ရေတကားကိုလူတာဝန်ကိုယ်တိုင်တေချာပိတ်ပြီးခေစော်ခဲ့တာသူကကျွန်တော်အသက်သွေးကြောကိုဖျက်ခဲ့ပေမဲ့ဒါဟာဒီနေ့မှသူ့လန်းသူပိတ်မဲ့ထောင်ချောက်ဖြစ်လာမယ်လို့မတွေးမိခဲ့ဘူးအချိန်နှဲငယ်အတွင်းမှာတင်ငါးတွေရုန်းကန်တဲ့အတန်တွေတိတ်ဆိတ်သွားခဲ့တယ်အကျယ်ကြီးဖြစ်တဲ့အဖိုးတန်ငါးကန်ရဲ့ရေပြင်ပေါ်မှာဖြူဖွေးနေတဲ့ငါးသေးတွေအစီအပေါ်လာတော့တယ်လူတာဝန်ကမြေကြီးပေါ်လဲကျပြီးမျက်လုံးတွေပြဝင်းနေရှာတယ် သွားပြီအကုန်သွားပြီ နွားကောင်ရီ200ကျော်ဟာမေလာရီတွေလည်းစိန်ထားရလို့10ပုံတပုံတောင်မကြံပဲတေကုန်ကြပြီအသက်ရှင်တဲ့နွားတွေကလည်းပြင်းထန်ပိုးဝင်လို့ဘယ်သူမှမဝယ်ကြတော့ဘူးအခုတော့ငါးကန်ကြီးလည်းတစ်ခုလုံးပျက်စီးသွားပြီသူကုန်ယူခဲ့တဲ့လုပ်ငန်းတွေဟာ24နာရီမပြည့်ခင်မှာတင်ပြကျသွားခဲ့ရတယ်ပိုပြီးပြင်းထန်တဲ့ထိုးနှက်ချက်ကနောက်ကနေထက်ရောက်လာပြန်တယ်မွန်းလွဲ3နာရီမှာပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေစိုးမိုးရေးအဖွဲ့ရဲ့ကားဖြူတစ်စီးရွာထဲမောင်းဝင်လာပြီးလူတာဝန်ရဲ့နွားချန်ရှိမှာရက်လိုက်တယ်ဒါကျွန်တော်တိုင်ကြားထားလို့ရောက်လာတဲ့တက်ဆိုင်ရာလူတွေပဲဗီလာပင်တွေပိုက်ပိတ်တာကတဘာဝတရားကြောင့်ဆိုပေမဲ့သူ့နွားချန်ကပတ်ဝန်းကျင်ထိန်းသိမ်းရေးစံနှုန်းမမီလို့ရေထုနဲ့မြေထုကိုညဉ့်ညမ်းစေတာကတော့ညင်မရတဲ့အမှန်တရားပဲမကြခင်မှာအရာရှိတွေကကွင်းစင်းစစ်ဆေးပြီးတကွင်းလုံးပြည့်နေတဲ့ရေမဲတွေနဲ့ငါးသေးတွေကိုကြည့်ကမျက်မှောင်ကျုပ်ကြတယ် လူတာဝန်မင်းရဲ့နွားချန်ကတတ်မှတ်ထားတဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးစနစ်မရှိဘဲခိုးဝက်ပြီးမေလာပိုက်တွေတွေ့တန်းထားတယ်ပြီးတော့မုံတိုင်းကြားမှာပြင်းထန်တဲ့ပတ်ဝန်းကျင်ညဉ့်ညမ်းမှုကိုဖြစ်စေခဲ့တယ်အခုဥပဒေအရမင်းရဲ့နွားချန်ကိုချိတ်ပိတ်ပြီးလုပ်ငန်းခေတ္တရဲ့နားစေကတန်ငွေလိုက်မယ်ဒါအပြင်ပတ်ဝန်းကျင်ပြန်လည်ပြုပြင်ရေးစရိတ်အကုန်လုံးကိုလည်းမင်းပဲကြခံရမယ် ဒီတန်ငွေနဲ့ကြီးမားတဲ့ရော်ကြေးစရိတ်တွေကလူတာဝန်ကိုလုံးဝလဲပြူသွားစေတဲ့နောက်ဆုံးလက်နက်ဖြစ်သွားခဲ့တယ်လူတာဝန်နှလုံးကွဲသွားရှာတယ်သူမျက်လုံးပြူပြီးနန်းစော်နေတဲ့ရှုံညုံတွေကိုတန်းတန်းကြီးလဲကြပြီးတတိလစ်သွားတော့တယ်ကိုပြူတဲ့ကံကိုထံပြန်လာတယ်လို့ပဲဆိုရမှာပေါ့ရွာသားတွေရဲ့စီးလုံးမှုနဲ့တဘာဝတရားကြီးရဲ့လက်တီးချက်နှစ်ခုကရွာကလူမိုက်ကြီးကိုအကောင်းဆုံးတင်ကန်းစာပေးလိုက်ပြီးလူတာဝန်လူမွဲဖြစ်သွားတဲ့တဲ့တင်ကရွာတစ်ခုလုံးပြန့်နှံ့သွားခဲ့တယ်သူညရင်းချင်းပဲအိမ်ကအဖိုးတန်ရွှေငွေတွေကိုရောင်းချပြီးရွာကနေခိုးထွက်ပြေးသွားတော့တယ်ဥပဒေကိုအာခံမှုတရားစီရင်ချက်ကိုညှင်းဆန်မှုနဲ့ပြင်းထန်တဲ့ပတ်ဝန်းကျင်ဖျက်ဆီးမှုတွေကြောင့်ဘေးမျိုးကိုထွက်ပြေးုံရှိသေးတက်ဆိုင်ရာကချက်ချင်းဖမ်းဆီးထိန်းသိမ်းလိုက်တယ်တစ်ချိန်ကရွာထဲမှာဘရင်လုတ်ခဲ့တဲ့လူမိုက်ကြီးဟာနောက်ဆုံးတော့အချုပ်ခန်းထဲမှာကျွေးမိတွေနဲ့ပဲဘဝတစ်ဝက်ကိုကုန်လွန်ရတော့မှာပါသူခြံထားခဲ့တဲ့မြေနဲ့ပိုင်ဆိုင်မှုတွေကိုတရားရုံးကလေလံပစ်ပြီးကျွေးမိစက်တာနဲ့ရွာကပတ်ဝန်းကျင်ကိုပြန်ပြင်းတဲ့နေရာမှာတုံးဆွဲခဲ့တယ်ရွာကလေထုဟာလည်းပြန်လဲတန့်ရှင်းသွားခဲ့ပြီးကျွန်တော်ပစုံကန်လဲတကယ်ကိုအစ်စ်တဖန်ပြန်လဲရှင်းတန်းခွင့်ရခဲ့တယ်တလားကြတဲ့အခါကန်ထဲကဗေဒာပင်တွေကရေတန့်စင်တဲ့တာဝန်ကိုပြီးဆုံးသွားခဲ့ပြီးရေကန်ကမူလအတိုင်းပြန်ကြည်လင်းလာရုံတင်မကပဲကျမ်းမာရေးနဲ့ညီညွတ်တဲ့အနုဇီဝဂေဟစနစ်ကြောင့်ရေရောင်ကစိမ့်မြပြီးအသက်ဝင်နေတဲ့ကျွန်တော်ကျွမ်းကျင်လုပ်သားတွေငှားပြီးကန်ထဲကဗေဒာပင်တွေကိုအကုန်ဆယ်ယူလိုက်တယ်နွားချီတဲ့ကအာဟာရဓာတ်တွေကိုစုပ်ယူထားတဲ့ဒီဗေဒာပင်တွေကိုကြိတ်ချပြီးမြေဩဇာအဖြစ်စိမ့်လိုက်တဲ့အခါအကောင်းဆုံးသဘာဝမြေဩဇာဖြစ်လာပြီးဘေးရွာကတတိချံကိုဈေးကောင်းကောင်းနဲ့ပြန်ရောင်းချနိုင်ခဲ့တယ်ကန်ကိုတန်ရှင်းရုံတင်မကပဲအပိုဝင်ငွေ3000 2000တောင်ရလိုက်သေးတယ်ကန်ရည်ပြင်ကြီးလင်းပွင့်သွားတဲ့အချိန်မှာပဲအစ်စ်မှန်အံ့ဩစရာကြီးပေါ်လာတော့တယ် ရှောင်ယူမြင်ကြည့်ဦးကန်အောက်ခြေမှာအကောင်ကြီးတွေလှုပ်ရှားနေရဲ့ဗျ ကြည့်လိုက်တော့ငိမ့်တက်နေတဲ့ကန်ရည်ပြင်ပေါ်မှာရုတ်တရက်အကောင်ကြီးတွေဝုန်းကနေပေါ်လာတာဟာအုပ်စုလိုက်ကူးခတ်နေတဲ့ငါးမြစ်ချင်းကြီးတွေပဲဒီလအနေငယ်အတွင်းမှာရေထဲကပေါ်ကျွယ်ဝတဲ့အနုဇီဝအစာတွေကြောင့်သူတို့ကအစမတန်ကြီးထွားလာခဲ့ကြတာသူတို့ကရေထဲကအစိတ်တောက်မော်တွေကိုအကုန်စားသုံးပေးပြီးရေကိုလုံးဝတန့်စင်ပေးခဲ့တယ်ပိုက်ကွန်ချကျွန်တော်အမိတ်ပေးလိုက်တာနဲ့လုပ်သားတွေကကန်ထဲပိုက်ကွန်ကြီးကြီးချလိုက်ကြတယ်ဆက်နဲ့ပိုက်ကွန်ကိုဖြည်းဖြည်းချင်းဆွဲတင်လိုက်တဲ့အခါကန်ရည်ပြင်တစ်ခုလုံးစူပွက်သွားတယ်လို့ပဲဝုန်းခနဲ့နဲ့အကောင်ကြီးလာတဲ့ငါးမြစ်ချင်းတွေရေပေါ်ခုန်တက်လာပြီးရေစင်တွေလွင့်စင်ကုန်တယ်အရှိဆုံးကဆိုရင်အလေးချိန်ပိတာ20မီတာ20နီးပါးရှိပြီးအသားလဲအိတ်စိတ်နေတာပဲဘေးကကြည့်နေတဲ့ရွာသားတွေလည်းတခဲနဲ့အော်ဟစ်အားပေးကြတော့တယ် အန်ဩစရာပဲဗျလအနေငယ်အတွင်းမှာညဉ့်ညမ်းရေရဲကအစာတွေနဲ့တင်ဒီလောက်အစ်စ်မြင့်တဲ့ငါးတွေကိုမွေးထုတ်နိုင်တယ်လို့ မြို့ထဲကအကြီးဆုံးငါးတိုင်တစ်ထေးဥဝံကကျွန်တော်ဘေးမှာရက်ပြီးကန်ထဲကကျမ်းမာတန်ဆွမ်းတဲ့ငါးကြီးတွေကိုကြည့်ကမျက်လုံးတွေလင်းထိန်နေတယ် မောင်ရင်လေးမင်းကားတွေကညှိစော်လဲလုံးဝမနံဘူးအသားလဲအရန်ကျစ်တယ်ဒီအတုပ်ကိုဈေးကွက်ပေါက်ဈေးထက်နှစ်ဆ200ခိုင်နှုန်းပို့ပေးပြီးငါကုံသိန်းကျုံးဝယ်မယ်ဗျ ချိန်တွေလိုက်တော့ငါးပိတ်တာချိန်3000တိတိရှိတယ်တထေးကကျွန်တော်အကောင့်ထဲငွေတွေလွှဲပေးလိုက်တဲ့အချိန်မှာဖုန်းထဲကကိန်းကနန်းတွေကိုကြည့်ပြီးကျွန်တော်တက်ပြင်းချနိုင်ခဲ့ပြီးချင်းငွေတွေအကုန်ဆက်နိုင်ခဲ့ရုံတင်မကပဲပစုံလုံးကဆုံးရှုံးမှုကိုပါကာမိပြီးအမျက်တွေအများကြီးကျန်ခဲ့တယ်အရေးကြီးဆုံးကတော့တိတ်ပံနိကြဂေဟစနစ်မွေးမြူရေးဟာတကယ်ပဲအမိုက်ကနေရွှေဖြစ်စေနိုင်တယ်ဆိုတာကိုလူတိုင်းကိုတက်တည်ပြနိုင်ခဲ့တာပါပဲဒီအောင်မြင်မှုကိုအောင်ပွဲခံဖို့နဲ့အစတုန်းကကျွန်တော်စိတ်ပြတ်နေချိန်ညနေတန်းကောင်တမီးတွေနဲ့ပစုံသေးတွေကိုဝိုင်းကူဆယ်ပေးခဲ့တဲ့ရွာသားတွေကိုကျေးဇူးဆက်တဲ့အနေနဲ့ရွာလဲကွင်းပြင်ကြီးထဲမှာစပွဲလေးဆက်တိတိပြင်ပြီးစတူတီတာကျွေးမွေးခဲ့တယ်
ကန်ထဲကအဝဆုံးငါးတွေကိုရွေးထုတ်ပြီးရွာကအကောင်းဆုံးထမင်းချက်အဖွဲနဲ့ငါးဟင်းလျာမျိုးစုံချက်ပြုတ်စီခဲ့တယ်ငါးကောင်းဟင်းဆက်ဆက်လေးငါးပေါင်းမွေးမွေးလေးနဲ့ငါးစုပ်ဟင်းချိုပူပူနွေးနွေးလေးတွေကြောင့်ရွာတစ်ခုလုံးဟင်းနှံတွေရေမောတန်တွေနဲ့စီကားနေတော့တယ်ရွာလူကြီးကခွက်ကင်ပြီးကျွန်တော်ဝိုင်းကိုလာခဲ့ကလက်မထောင်ပြီးချီကျူးရှာတယ် ရှောင်ယူတကယ်တော့တယ်မင်းကရွာကလူမိုက်ကိုစုံမနိုင်ခဲ့ယုံတင်မှာကပဲရွာသားတွေအတွက်တိတ်ပံနေကြမွေးမြူပြီးချမ်းသာမဲ့လမ်းစဉ်အစ်စ်ကိုပါဖော်ဆောင်ပေးခဲ့တာပဲ ဦးလေးလီလည်းစိတ်လှုပ်ရှားစွာနဲ့ထားရက်လိုက်တယ် ဟုတ်တယ်ရှောင်ယူမင်းရဲ့ဂေဟစနစ်မွေးမြူရေးကအောင်မြင်တာမြင်တော့ငါတို့လည်းမင်းနဲ့အတူလိုက်လုပ်ချင်ကြတယ်ငါတို့တွေကိုပါလက်တွဲခေါ်ပေးပါဦး ရွာသားတွေရဲ့မျောလင်းချက်ပြည့်နေတဲ့မျက်ဝန်းတွေကိုကြည့်ပြီးကျွန်တော်ခွက်ကိုမြောက်ကမတ်တက်ရက်လိုက်တယ်ဦးလေးဒေါ်တော်တို့ခင်ဗျာကျွန်တော်လင်းယူဒီနေ့လိုအခြေအနေရောက်လာတာဟာအစတုန်းကအားလုံးဝိုင်းကူညီပေးခဲ့ကြလို့ပါကျွန်တော်တို့ရွာကရေမြေကောင်းပြီးသားအားလုံးသာစိတ်တူကိုယ်တူနဲ့ organic ဂေဟစနစ်စိုက်ပျိုးမွေးမြူရေးကိုလုပ်ကိုင်ရင်ဒါဟာအကောင်းဆုံးလမ်းပဲမနှက်ဖြန်ကြရင်ကျွန်တော်ရွာကော်မတီနဲ့ညှိနှိုင်းပြီးဂေဟစနစ်ရေလုပ်ငန်းတမဝါရမအသင်းကိုစတင်တည်ထောင်ပါမယ်ကျွန်တော်ကနီးပညာထုတ်မယ်လူကြီးမင်းတို့ကမြေနဲ့လှုပ်အားစိုက်ထုတ်ပါစံနှုန်းတစ်ခုတည်းနဲ့စနစ်တကျထုတ်လုပ်ရောင်းချပြီးကျွန်တော်တို့ရွာကိုနာမည်ကြီးဂေဟစနစ်စံပြရွာကြီးဖြစ်အောင်လုပ်ကြစို့ဗျာကွင်းပြင်ကြီးတစ်ခုလုံးဟစ်အော်အပိတန်တွေစူညံသွားပြီးအတော်ကြာအောင်တိတ်မသွားခဲ့ဘူးညမောင်လာတဲ့အခါကောင်းကင်မှာကျဲလေးတွေစုံလို့ကျွန်တော်ကံပေါင်ပေါ်မှာရက်ပြီးလှိုင်းလေးတွေထနေတဲ့ကန်ရည်ပြင်ကိုကြည့်နေမိတယ်အထက်ကရေတကားကိုပြန်ဖွင့်ပေးလိုက်ပြီးမှရေတွေကဝုန်းဝုန်းနဲ့ကန်ထဲစီးဝင်နေပြီးအသက်ဝင်နေတော့တယ်ကျွန်တော်တို့ရွာရဲ့ຫນွေဥရသည်တစ်ဟာစတင်ခဲ့ပါပြီရက်အနှဲငယ်ကြာတဲ့ညနေ2နာရီမှာတော့ရွာထဲမှာခွေးဟောင်တန်တော်မရှိဘဲတိတ်ဆိတ်လို့ကံပေါင်ဘေးကနေငါးတွေရေပေါ်ခုန်တက်တဲ့အတန်ပဲတစ်ခါတလေကြားရတယ်အဲ့ဒီအချိန်မှာလူရိတ်တစ်ခုကပြောင်းမှုခင်းအတိုင်းဒူးကွေးပြီးကျွန်တော်ကံပေါင်နာကိုတိတ်တဆိတ်ကပ်လာတယ်သူ့လက်ထဲမှာအဖြူရောင်ပလတ်စတစ်ပုံအကြီးကြီးကိုတင်းတင်းဆုပ်ထားပြီးပုံပေါ်မှာတော့အနီရောင်ဦးကောင်းခုံပုံအမှတ်သားရှိနေတယ်ဒါဟာတရခံပြေးဖြစ်ပြီးလမ်းပြောင်းနေတဲ့လူတာဝန်ပဲဖြစ်ပါတယ် လင်းမင်းကြောင့်ငါဘဝပြက်ပြီးထွက်ပြေးပုံအောင်နေရတာဒီနေ့ငါထောင်ထဲဝင်ရမင်းကန်ထဲကငါးတွေကိုအကုန်စိတ်ခတ်တက်ပစ်မယ်ဘယ်သူမှကောင်းစားလို့မရစေရဘူး လူတာဝန်ကအန်ကျိတ်ပြီးတိုးတိုးလေးချိန်ဆရင်ကံပေါင်ပေါ်စောင်းကြောင်းထိုင်လိုက်တယ်ပြီးတော့တုံတုံရင်ရင်နဲ့ပုံဖုံးကိုဖွင့်လိုက်တဲ့အခါဆူရှာတဲ့စိုက်ပျိုးရေးအစိမ့်နှံကချက်ချင်းပြန့်နှံ့သွားတော့တယ်အဲ့ဒီအချိန်မှာပဲတီခနဲဆိုတဲ့ electronic အတန်တစ်ခုကတိတ်ဆိတ်နေတဲ့ညုံနဲ့ထဲမှာရုတ်တရက်ထွက်ပေါ်လာတယ်ချက်ချင်းဆိုသလိုပဲဝုန်းဝုန်းနဲ့ကံပတ်ပတ်လေကမီးမောင်းကြီးတွေအကုန်လုံးလင်းထိန်သွားတော့တယ်ဆူရှာတဲ့အလင်းရောင်ကနေကင်းဘက်လိုဖြစ်သွားပြီးလူတာဝန်ကိုကွက်ကွက်ကွင်းကွင်းမြင်လိုက်ရတယ်လူတာဝန်လည်းစူးလုံးလို့မျက်လုံးကိုလက်နဲ့အတင်းကလိုက်ရရှာတယ်ဦးလေးဝမ်ညက်နဲ့တခေါင်ကြီးကျွန်တော်ဗေဒပင်တွေအတွက်ဘာအာဟာရရည်တွေလာပို့ပေးတာလဲခင်ဗျာကျွန်တော်လက်နှစ်ဖက်ကိုအိတ်ကက်ထဲထည့်ပြီးမိမောက်ရဲ့နောက်ွယ်ကအရေးထဲကနေအေးလူလူလမ်းလျှောက်ထွက်လာခဲ့တယ်လူတာဝန်လည်းလက်ဖြန့်သွားပြီးလက်ထဲကအစိပ်ပုံးကကံပေါင်ပေါ်ဖုံးကနေကျသွားတော့အနာကမျက်စိရှိတင်မျက်ပင်တွေအကုန်ချက်ချင်းဝါချောက်သွားခဲ့တယ် မင်းဘာလို့ဒီမှာရှိနေတာလဲ ကျွန်တော်တယောက်တည်းရှိတာမဟုတ်ဘူးဦးလေးတရွာလုံးရှိနေတာကျွန်တော်စကားလဲစုံရောဘေးပတ်ပတ်လဲခြုံပုတ်တွေတဲကနေရွာသားအုပ်ကြီးဝုန်းခနဲထားရက်ကြတော့တယ် လူတာဝန်မင်းလိုကောင်စုပ်အခုထိအစိတ်လာခဲ့ရဲသေးတယ်ဟုတ်လား နေပေါင်းအားလုံးစကားကိုကောင်းကောင်းပြောကြရအောင်ပါ လူတာဝန်ခြေထောက်တွေပြုတ်ခွေပြီးမြေကြီးပေါ်ဖုံးကနေထိုင်ကျသွားတော့တယ်စောစောကမိုက်ကြီးခွဲနေတဲ့အရှိန်တွေအကုန်ပြောက်ကွယ်သွားရှာပြီ ငါကလမ်းကြုံလို့ဖြစ်လာတာပါဗျာအစိတ်ခတ်ဖို့စိတ်မကူးပါဘူး ကျွန်တော်အစိပ်ပုံးသားသွားပြီးခြေထောက်နဲ့ခောက်ကြည့်လိုက်တယ်လမ်းကြုံလို့အပြင်းစားအစိပ်ပုံးနှစ်ပုံတည်ပြီးလမ်းကြုံလာလားဦးလေးကဒီမီမောင်းတွေပေါ်ကအနီအောက်ရောင်ကြီးကင်မရာတွေကိုအလှပြတက်ထားတယ်ထင်နေတာလားခစ်တွေပြောင်းသွားပြီးဦးလေးဝမ်ကျွန်တော်တို့ရွာကအခုခင်မီဂေဟာစနစ်စိုက်ပျိုးရေးလုပ်နေတာဒီကံပတ်လည်မှာ24နာရီအနီအောက်ရောင်ကြီးလုံခြုံရေးစနစ်တက်ထားတယ်ဦးလေးကန်ထဲကိုကိုက်90လောက်လှမ်းဝင်ကြတဲ့ကကျွန်တော်ဖုန်းမှာအချက်ပေးတန်မြည်နေပြီဦးလေးကသူများမသိအောင်ခိုးဝင်လာတယ်ထင်နေတာတကယ်တော့ဦးလေးခါကုန်းပြီးခိုးဝင်လာတဲ့ပုံစံတစ်ခုလုံးကကျွန်တော်ဖုန်းစက္ကရင်ပေါ်မှာတိုက်ရိုက်ပြနေတာဗျလူတာဝန်စွန့်သွားပြီးကင်မရာတွေကိုမော့ကြည့်ကမျက်နှာတစ်ခုလုံးဖြူရော်သွားတော့တယ် မင်းကကို1060တာပဲလင်းမင်းကကိုယုံမာတာ သူရုတ်တရက်ယူသွားတယ်လို့ထားရက်ပြီးအစောကပျက်စီးသွားတဲ့နွားချံဘက်ကိုအယူမှုထွက်ပြေးတော့တယ်ရွာလူကြီးကအော်ဟစ်အမိတ်ပေးတယ် ဖန်ကြဆန်အလို့မပေးနဲ့ ကျွန်တော်လက်ကိုပြလိုက်ပြီးသူ့ကြောပြင်ကိုအေးဆက်ဆက်ပဲကြည့်နေလိုက်တယ်မလိုက်နဲ့တော့သူလွတ်မှာမဟုတ်ဘူးလူတာဝန်ကမှောင်ထဲမှာလမ်းပြောက်ပြီးအရင်ကမေလာရီတွေစီးချတဲ့မြောင်းချောက်ထဲခြေချော်ကျသွားတော့တယ်၆တွေ့နေတဲ့ຫນွေပင်တွေနဲ့ညှိပြီးမှောက်ရက်လဲကြကမြောင်းပုတ်ထဲကိုလိမ့်ဆင်းသွားခဲ့တယ် ဝတ်တကယ်ကိုဝစ်လိုက်တာပဲဟာဟာဟာ အဲ့ဒီအချိန်မှာရွာထိပ်ကနေရဲကားအချက်ပေးတံတွေထွက်ပေါ်လာပြီးရဲကားနှစ်စီးကကံပေါင်ပေးမှလာရက်တယ်အရာရှိတွေကားပေါ်ကဆင်းလာတာနဲ့ကျွန်တော်သွားကြိုလိုက်တယ်အကိုတို့ဟောဟိုမှာတရခံပြေးလူတာဝန်အခုတင်ကျွန်တော်တို့မွေးမြူရေးကံကိုအစိတ်ခတ်ဖို့စူးစမ်းတာတက်တေပြေဆုံးရှိပါတယ် CCTV ဖိုင်ကိုလည်းကျွန်တော်ပို့ပေးထားပြီးသားပါရဲအရာရှိ2ယောက်မြောင်းနဲ့ဆင်းပြီးလူတာဝန်ကိုကြက်ကလေးတစ်ကောင်လိုဆွဲတင်လာကြတယ် လူတာဝန်မင်းကစီးပွားရေးလုပ်ငန်းကိုဖျက်ဆီးမှုအစိတ်တောက်ဖြစ်စေတဲ့အရာကိုတုံးဆွဲမှုပတ်ဝန်းကျင်ဖျက်ဆီးမှုနဲ့တရားရုံးကိုအာခံမှုတွေရှိတယ်ငြိမ်ငြိမ်နေပြီးလိုက်ခဲ့ လူတာဝန်ကတော့တကိုယ်လုံးပြုတ်ခွေနေပါပြီကားပေါ်မတက်ခင်သူကျွန်တော်ကိုလှည့်ကြည့်ပြီးပြောရှာတယ် လင်းငါမင်းကိုမရှင်းနိုင်ပါဘူးငါဘဝတော့မင်းလက်ထဲမှာတင်ပျက်စီးရပြီ ကျွန်တော်သူ့ကိုကြည့်တဲ့မျက်ဝန်းမှာတနာစိတ်တစ်စက်မှမရှိဘူးဦးလေးကကျွန်တော်လက်ထဲမှာပျက်စီးတာမဟုတ်ဘူးဦးလေးရဲ့မနာလိုမှုရုံမာမှုနဲ့ရွာသားတွေရဲ့စီးလုံးမှုကိုဖျက်ဆီးလို့ကိုယ်ကန်နဲ့ကိုယ်ပျက်စီးတာရဲကားကြီးမောင်းထွက်သွားပြီးညမောင်မောင်ထဲမှာပျောက်ကွယ်သွားခဲ့တယ်ရွာတစ်ခုလုံးလည်းဒုတိယအကြိမ်ပြန်လည်စီကားသွားခဲ့ပြီးဒီတစ်ကြိမ်မှာတော့ရွာရဲ့အစိတ်တောက်ကြီးကိုအမြစ်ကပါနှုတ်ပစ်နိုင်ခဲ့ပါပြီဦးလေးလီကဝမ်းတာအားရနဲ့ကျွန်တော်ပခုံးကိုပုတ်တယ် တကယ်တော့တဲ့ရှောင်ယူဒီနေ့ပညာမြင့်လုံခြုံရေးစနစ်ကိုမနှက်ဖြန်ငါကန်တွေမှာပါလာတက်ပေးဦး ရပါတယ်ဦးလေးဒါကတခိုးတင်ကာကွယ်တာမဟုတ်ဘူးရေပူချိန်မှာအလိုလျောက်တိုင်းပေးတာဗျဒီညရဲ့ပြဿနာတွေဟာလုံးဝစသိမ်းသွားခဲ့ပါပြီထွက်ပေါ်လာတဲ့နေကြီးနုနုအောက်မှာကန်ထဲကငါးကြီးတွေဟာလည်းပျော်ရွှင်နေတယ်လို့မျိုးရေပေါ်ကိုတဖြန်းဖြန်းခုန်တက်နေကြတယ်မျက်စိတမိတ်တွင်းမှာပဲနှစ်တာအချိန်ကုန်လွန်သွားခဲ့ပြီးတစ်ချိန်ကရှုံတွေနဲ့ပြေးပွားပြီးလူမိုက်ရဲ့နှိမ့်ဆက်ခြင်းခံခဲ့ရတဲ့ရွာလေးဟာအခုတော့လုံးဝကိုပြောင်းလဲတိုးတက်သွားခဲ့ပါပြီဒီပြောင်းလဲမှုအားလုံးကတော့လွန်ခဲ့တဲ့နှစ်ကတည်ထောင်ခဲ့တဲ့ဂေဟစနစ်ရေလုပ်ငန်းတမဝါရမအတင်းကြောင့်ပါပဲတမာတဲ့ရွာသားအချို့ဟာပိုက်ကွန်ကြီးကြီးကိုကံပေါင်ပေါ်အတူတူဆွဲတင်နေကြတယ်ကန်ရည်ပြင်တစ်ခုလုံးစူးပွက်သွားပြီးငွေရောင်တောက်ပနေတဲ့ငါးမြစ်ချင်းထောင်ပေါင်းများစွာဟာပိုက်ကွန်ထဲမှာရုန်းကန်နေကြတယ်
အမလေးဒီနှစ်ငါးတွေကမိနစ်ကထက်တောင်ပိုထွားသေးတယ်ဒီငါးမြင့်ချင်းကြီးကကြည့်ရတာ20ငါးပိတာလောက်ရှိမယ်ဗျ ဦးလေးလီကလူတဝက်လောက်ရှိတဲ့ငါးကြီးကိုပွေ့ချပြီးပါဇက်မစီနိုင်အောင်ရေနေတော့တယ်ဒေါက်တာကျန်းကလည်းကံပေါင်ဘေးမှာစာအုပ်ကင်ပြီးစရင်မှတ်ရင်းနဲ့ပျော်ရွှင်စွာစကားဝင်ပြောနေပါတော့တယ် ဒါကတို့ရွာကရှောင်ရုပ်တင်ပေးထားတဲ့ဂေဟစနစ်တွင်းဖြစ်ဝင်းမြူရေးနီလန်းလေးကွယ်ဓာတုအစာတစ်ဆက်မှကျွေးစရာမလိုပဲတဘာဝအစာကွင်းဆက်အတိုင်းရေကိုတန့်စင်စေပြီးတဘာဝအစာတွေရစေတာဒီလိုမွေးလို့ရတဲ့ငါးတွေကအကောင်ကြီးယုံတင်မကဘူးအသားကလည်းတကယ်ကိုရှယ်ပဲမြို့ပေါ်ကဆိုင်ကြီးတွေဆိုတာလူဝယ်နေကြတာ ကျွန်တော်ကံပေါင်ပေါ်မှာရက်ပြီးအသက်ဝင်နေတဲ့အောင်ပွဲခံမြင်ကွင်းကြီးကိုကြည့်ရင်ရင်ထဲမှာစကလုံးနဲ့ဖော်ပြလို့မရတဲ့အောင်မြင်မှုပီတိတွေပြည့်နေနေမိတယ် ဥက္ကဋ္ဌလင်ကင်မရာကိုကြည့်ပေးပါဦး ကင်မရာရှက်တာတန်တွေကကျွန်တော်ရဲ့အတွေးစားတွေကိုဖျက်တောက်လိုက်တယ်စိုက်ပျိုးရေးသတင်းဌာနရဲ့နာမည်ကြီးသတင်းထောက်မလေးဟာမိုက်ခရိုဖုန်းကိုကင်ပြီးကင်မရာဆရာနဲ့အတူကျွန်တော်စီလမ်းလျှောက်လာနေတယ် ကိုလင်းယူရှင်ယခုနှစ်အတွက်ကျေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးထူးချွန်လူငယ်ခေါင်းဆောင်စုရှင်တဦးအနေနဲ့ရှင့်အနေနဲ့ TV ရှိကမိဘပြည်သူတွေကိုနှစ်တာအချိန်တိုအတွင်းမှာတရွာလုံးကိုဂေဟစနစ်နဲ့ဘယ်လိုမျိုးအတူတကွချမ်းသာအောင်ဥဆောင်ခဲ့လဲဆိုတာလေးကိုမျှဝေပေးလို့ရမလားရှင့် ကျွန်တော်ကင်မရာကိုကြည့်ပြီးအตาရပြုံးလိုက်ကနောက်ွယ်ကစိမ့်များနေတဲ့ကံရည်ပြင်ကြီးကိုလှည့်ကြည့်လိုက်တယ်တကယ်တော့အဲ့ဒီလောက်ကြီးမနှက်နေပါဘူးဗျာကျွန်တော်အချက်တစ်ချက်ပဲလုပ်ခဲ့တာပါအဲ့ဒါကတော့တဘာဝတရားကိုယူသေးပြီးစီးမြတ်ဦးအတိုင်းလိုက်နာတယ်တိတ်ပန်နီးကြစိုက်ပျိုးပြီးဂေဟစနစ်အတိုင်းမွေးမြူတယ်ဒါဟာအမှန်ကန်ဆုံးနဲ့ရေရှည်ဖြစ်နိုင်ဆုံးအလုပ်ပါပဲအင်တာဗျူးအဆုံးတက်ခါနီးမှာပဲရွာလူကြီးကရွာကော်မတီရုံးဘက်ကနေအမောတကောပြေးလာပြီးသူ့လက်ထဲမှာအဲ့ဒီနေ့ထုတ်သတင်းစာတစ်စောင်ကိုတင်းတင်းဆုပ်ကင်ထားတယ် ရှောင်းရုပ်အမိန့်ချလိုက်ပြီပြို့နောက်ဆုံးတော့အမိန့်ချလိုက်ပြီ ရွာလူကြီးကအဝေးကလေးကသတင်းစာကိုဝမ်းသာအားရရမ်းပြလာပြီးသူ့မျက်နှာကငုံမလို့ရဲမလို့ဖြစ်နေရှာတယ်ကျွန်တော်သတင်းစာကိုအမြန်ဖက်ကြည့်လိုက်တော့ရင်ထဲကနောက်ဆုံးပူတုံးကြီးတန်းကနေကျသွားတော့တယ်တက်ဆိုင်ရာဌာနတွေရဲ့နောက်ဆုံးစစ်ဆေးချက်အရလူဒါဝန်ဟာနွားချန်ငါထားတဲ့တက်တန်းတစ်လျှောက်လုံးခိုးဝက်ပြီးမိလာပိုက်လို့ဝက်တွေတွေ့တန်းကပတ်ဝန်းကျင်ရည်ထုနဲ့မြေထုကိုပြင်းထန်စွာညှဉ်းညမ်းစေခဲ့တယ်ဒါအပြင်အလုသမားတွေရဲ့လောက်ခလာစာတွေကိုအချိန်ကြာကြီးဖျက်တောက်ထားပြီးတရားရုံးစီရင်ချက်ကိုအာခံခဲ့တယ်ပြစ်မှုအလုံးပေါင်းပြီးထောင်ဒဏ်10နှစ်နိုင်ငံရေးပိုင်ခွင့်နှစ်ပိတ်ပင်ကဒဏ်ငွေတရုတ်ယွမ်3တန်းကျပ်သိန်းပေါင်းများစွာစီရင်ချက်ချလိုက်ပြီးဦးလေးလီကဘေးကနေလာဖက်ပြီးမြေကြီးပေါ်တွေအပြင်းအထန်ထွေးချလိုက်တယ် ထိုက်တာထက်ပိုခံရတာတကယ်ပဲမိုးနဲ့မင်းမျက်စိရှိတာပဲ သတင်းစာပေါ်ကတနာစရာကောင်းနေတဲ့သူ့မျက်နှာကိုကြည့်ပြီးကျွန်တော်တင်းငိမ်စွာပြောလိုက်တယ်ဟုတ်ပါတယ်ဦးလေးသူကစီးမြတ်အုံတွေအပေါ်မှာမိုက်ကြီးခွဲပြီးပတ်စံနဲ့ပို့ချလို့ရတယ်ထင်နေတာဒါပေမဲ့ဒီလောကမှာတရားမျှတမှုရှိသေးတယ်ဆိုတာသူမေ့သွားခဲ့တယ်တဘာဝတရားကသူ့ကိုပြန်တိုက်ခိုက်တယ်လို့ဥပဒေကလည်းသူ့ကိုအပြစ်ပေးမှာပဲညနေခင်းအချိန်မှာတော့တရွာလုံးကရွာထိပ်ကကွင်းပြင်ကြီးထဲမှာစပွဲရှည်ကြီးတွေခင်းပြီးစတူဒီတာပွဲကိုကိုထူကိုထလုပ်ကြတော့တယ်ဒီတစ်ချိန်မှာကျွန်တော်ကြွေးတာမဟုတ်ပဲအိမ်တိုင်းကမိမိတို့ရဲ့လက်ရမွန်ဟင်းတွေဖြစ်တဲ့ငါဟင်းမွေးမွေးလေးတွေပစုံတုတ်ကြော်တွေအသားဟင်းတွေကိုအတီးတီးချက်ပြုတ်ယူလာကြတာဟင်းနှံတွေကလေထဲမှာလွင့်ပြန်ပြီးရွာတစ်ခုလုံးမွေးကြိုင်နေတော့တယ်ကလေးတွေကကွင်းပြင်ထဲမှာပြေးလွှားဆော့ကစားနေကြပြီးလူကြီးတွေကတော့ကလတ်ထိုင်ပေါ်မှာရက်တောင်ခက်ရင်အားလုံးကိုပြုံးပြုံးကြီးကြည့်နေကြတယ်လူငယ်တွေကတော့အုပ်စုလိုက်ဝိုင်းဖွဲ့ပြီးမနှက်ဖြန်ကြရင်ဘေးရွာကမြေလွတ်တွေကိုပါထန်ကားပြီးတိုးရဲ့တမတ်ဝါရမအတင်းကြီးကိုနှစ်ဆလောက်ထက်ချဲဖို့တိုင်ပင်နေကြတယ်ကျွန်တော်တယောက်တည်းဖြည်းဖြည်းချင်းလမ်းလျှောက်ပြီးအစတုန်းကပစုံကန်ဟောင်းလေးပေးကိုရောက်သွားတယ်လွန်ခဲ့တဲ့နှစ်ကမျောလင်းချက်မဲ့ခဲ့တဲ့အဲ့ဒီညကိုပြန်မြင်အောင်နေမိတော့မယ်ကျွန်တော်လှည့်ကြည့်လိုက်တော့ရွာလူကြီးနဲ့ဦးလေးလီတို့မျက်နှာတွေဝင်းပါပြီးလမ်းလျှောက်လာကြတာတွေ့ရတယ် ဘာမှမဟုတ်ပါဘူးကွာတို့ရွာရဲ့အခုမြင်ကွင်းလေးကတကယ်ကိုလှလုံးလို့ကြည့်နေတာ ရွာလူကြီးကကျွန်တော်ပခုံးကိုခက်ပြင်းပြင်းပုတ်လိုက်ပြီးမျက်ရည်တွေဝဲနေရှာတယ် ရှောင်းရင်ဦးလေးကတို့ရွာသားအားလုံးကိုစားမင်းကိုကျေးဇူးတင်ပါတယ်မင်းသာမရှိရင်တို့ရွာကအခုထိအဲ့ဒီလူမရဲ့နှိပ်စက်တာခံနေရဦးမှာ ဦးလေးလီကလည်းသဘောကျစွာရေမောပြီးပြောတယ် ရွာလူကြီးပြောတာမှန်နဲ့မင်းကမန်ကောင်းယုံတင်မကဘူးစိတ်တက်ကလည်းဖြောက်မတဲ့နောက်နောင်တို့အတင်းမှာမင်းညွန့်ပြတဲ့လမ်းအတိုင်းတို့တွေတညီတညွတ်တဲလိုက်လို့ကြမယ်မင်းနောက်ကိုလိုက်ပြီးတို့အားလုံးချမ်းသာအောင်လုပ်ကြတာပေါ့ ဦးလေးတို့ကလည်းစကားကြီးစကားကျယ်တွေဒါကတို့အားလုံးအတူတူစူးစမ်းခဲ့ကြလို့ရလာတာပါညကလုံးဝမောင်ကျသွားပြီးရွာလမ်းမီတိုင်တွေတစ်ခုပြီးတစ်ခုလင်းလာခဲ့ပြီးကျွန်တော်ဗေဒါနဲ့တင်းနေတဲ့လေတုကိုအဝရှူသွင်းလိုက်ပြီးအလင်းရောင်တွေလင်းထိန်ကရေမောတန်တွေစူညံနေတဲ့လူအုပ်ကြီးတဲ့စီကိုအမှန်အပြည့်နဲ့လှမ်းလျှောက်ဝင်သွားပါတော့တယ်